ကြောင့်ပြောရအောင်ကလေးမွေးဖွားပြီးတဲ့နောက်ပိုင်းမှာအချင်းကိုဖယ်လိုက်တဲ့အခါမှာ progesterone ပမာဏတိတိကျကျဆင်းလာတယ်။ရင်သားတွေကနေနှုတ်ရည်တွေစပြီးတော့ထွက်လာပါတယ်။နှုတ်ရည်ကများတော့အဖြစ်ရှည်ဝါရောင်ဖြစ်ပြီးတော့မှချက်ဦးအနှစ်နဲ့ဆင်တူပါတယ်။မွေးစားကလေးတွေမှာလိုအပ်တဲ့အာဟာရများစွာပါဝင်တာကိုတွေ့ရတယ်။နှုတ်ရည်ကအဝါသက်ဖြစ်နေရတဲ့အကြောင်းရင်းကတော့ carotenoid လို့ခေါ်တဲ့အဆီမှာပြိုဝင်နိုင်တဲ့တက်တိုးဆန့်ကျင်တဲ့ပစ္စည်းတွေပါဝင်တာကြောင့်ဖြစ်တယ်။မွေးစားကလေးတွေ24နာရီအတွင်းမှာချစ်ရှင်မီနုကိုစားတိုက်ကြရပါမယ်။အနေပဲထွက်ပြီးမဲ့မွေးစားကလေးတွေကတော့လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။နှုတ်ရည်မှာဘာတွေပါတာလဲနှုတ်ရည်ကကလေးရဲ့ခုခံမှုစနစ်အတွက်လိုအပ်တဲ့အာဟာရတွေကိုပေးနိုင်ပြီးတော့ယောဂပိုးမွှားတွေကိုလည်းကာကွယ်ပေးပါတယ်နှုတ်ရည်မှာသွေးဖြူတွေပါဝင်ပြီးတော့ယောဂပိုးတွေကိုခုခံကာကွယ်နိုင်တဲ့ immunoglobulin A တွေကိုထုတ်လုပ်ပေးပါတယ်။ကြောင့်နှုတ်ရည်တိုက်ကျွေးခြင်းအပြင်ကလေးငယ်တွေရဲ့ခုခံအားစနစ်ကိုကောင်းစေပါတယ်။နှုတ်ရည်ဟာ protein တက်ကြွဝပြီးတော့စီနစ်တကြားတွေပါဝင်မှုနေတဲ့အတွက်ကြောင့်မလို့အစာချေဖို့ပုံမလေးကူပါတယ်။ယောဂပိုးတွေကိုကာကွယ်ပေးတဲ့ lactoferrin protein တွေဆဲကိုကြီးထွားစေတဲ့ epithelial growth factor တွေပါဝင်ပါတယ်။ vitamin နဲ့ထုသက်တွေပါဝင်တယ်။ဒီထဲမှာ vitamin A ကကလေးရဲ့အမြင်အာရုံခုခံစွမ်းအားနဲ့အရေးပြချမ်းမာရေးအတွက်လိုအပ်ပြီးတော့မှ magnesium ကတော့ကလေးရဲ့နှလုံးနဲ့အယိုးဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်အရေးကြီးတယ်။ copper နဲ့ zinc ကတော့ခုခံအားစနစ်ကိုပံ့ပိုးပေးတဲ့မှာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်တယ်။မိခင်နှုတ်ရည်၃မျိုးကိုကြည့်အောင်နံပါတ်1က cholesterol လို့ခေါ်တဲ့နှုတ်ဦးရည်မွေးပြီးတော့2ရက်3ရက်မှာစထွက်တဲ့နှုတ်ရည်ချီကိုခေါ်တာပဲဖြစ်တယ်။နံပါတ်2က transitional milk လို့ခေါ်တဲ့နှုတ်ဦးရည်နဲ့ပုံမှန်မိခင်နှုတ်ရည်2မျိုးလုံးပါဝင်တဲ့နှုတ်ပဲဖြစ်တယ်။လေးမွေးပြီးတော့မှ9ရက်ကနေ2ပတ်အထိထုတ်ပေးတယ်။ဒီကာလမှာလင်းမြန်စွာကြီးထွားနေတဲ့ကလေးတွေရဲ့ကြီးဖွားမှုအတွက်အာဟာရလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတဲ့နှုတ်ရည်ပဲဖြစ်တယ်။နံပါတ်3က mature milk လို့ခေါ်တဲ့မွေးပြီးတော့4ပတ်ကနေ6ပတ်ကြာမှာနှုတ်ဦးရည်မပါတဲ့မိခင်နှုတ်ရည်ကိုပြောတာပဲဖြစ်တယ်။ဒီနှုတ်ရည်ကပိုချေးပြီးတော့ပိုဖြူတဲ့အတွက်ကြောင့်မလို့အဆီနဲ့တခြားသက်တွေများပါဝင်နေဒီချိန်မှာအမေနှုတ်ရည်ကကောင်းကောင်းထွက်လာပါပြီ။ဝိစာကလေးတွေကိုမိခင်နှုတ်ဦးရည်မဖြစ်မနေဘာကြောင့်တိုက်ကျွေးဖို့လိုအပ်တာလဲမိခင်နှုတ်ဦးရည်မှာအဓိကအဖြစ်ယောဂကာကွယ်နိုင်တဲ့ပရိစီဝပစ္စည်း antibody protein အဆီသက်အခြားသက် vitamin နဲ့ပထုသက်တွေများစွာပါဝင်တဲ့အတွက်ကြောင့်မလို့မွေးကင်းစားကလေးအတွက်လုံလောက်တဲ့ပြည့်ဝတဲ့အာဟာရတွေကိုဖြစ်စေတယ်ယောဂကာကွယ်နိုင်တဲ့ antibody တွေပါဝင်တဲ့အတွက်ကြောင့်ကိုယ်ခံအားစနစ်တစ်ခုလုံးကိုကောင်းမွန်စေပြီးတော့ယောဂပိုးမွှားတွေမကူးစက်အောင်ကာကွယ်နိုင်ပါတယ်ဝိစာကလေးအသားဝါခြင်းကိုလည်းကာကွယ်ပေးပါတယ်စာရင်းနဲ့ဦးလန်းချောင်းဖွံ့ဖြိုးမှုကိုလည်းကောင်းမွန်စေပါတယ်။အစာချေလွယ်ပြီးတော့မှဒီကိုနီယန်လို့ခေါ်တဲ့ငယ်ချီတွေကိုတန့်စင်ပြီးတဲ့နေရာမှာအထောက်အကူဖြစ်စေတယ်။တဲ့မတဲ့ချင်းလို့ခေါ်တဲ့အလာကြီးကိုလျှော့ချစေပါတယ်။လာမစီးတဲ့ကလေးတွေအတွက်လည်းအကောင်းမွန်တဲ့အာဟာရဖြစ်စေတဲ့အတွက်ကြောင့်မလို့ဦးရီကိုမွေးပြီးတော့တနင်္လာတွင်ဒါမှမဟုတ်စောနိုင်တဲ့များစောတိုက်ကျွေးခြင်းဟာအရေးကြီးပါတယ်။